ကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးအမရပူရမြို့မင်္ဂလာရိပ်သာဓမ္မယုံကြီးပေါ်တွင်15ရက်6လ62ခုနှစ်၌ဟောကြားဆုံးမတော်မူအပ်သောလူမိုင်းနဲ့လူလိမ်မှာမေဃဗြဟ္မာစရိယအကျင့်ကြောင့်ကွာခြားပုံတရားတော်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးသည်ရာဇဝီမှာသရင်သုံးသရင်လုံးနေတော့ရန်တွေကအနာမှာတရားနာကျင်ကြလို့ဝိုင်းပြီးနေပါလေဆိုတော့ဝိုင်းနေတဲ့အခါကျတော့ဘုရားရှင်ကိုမြတ်ကြီးကရန်တို့လူလိမ္မာလဲကွာဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဝိညာဏဆိုတဲ့ဝိဇ္ဇာကြောင့်သင်္ခါရဖြစ်တာပဲသင်္ခါရကြောင့်ဝိညာဏဥစ္စာလနာဖတ်တဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးဖြစ်တာပဲလူလိမ္မာလဲဝိဇ္ဇာသင်္ခါရကြောင့်နောက်ဘောကဝိဇ္ဇာသင်္ခါရကြောင့်ဒီဘောခန္ဓာ၅ပါးဖြစ်တယ်လူလိမ္မာနော်ဟုတ်ပါဘူးလူမိုက်မှာလဲကွာဝိဇ္ဇာသင်္ခါရကြောင့်ဒီဘောခန္ဓာ၅ပါးဖြစ်တာခန္ဓာ၅ပါးရတဲ့အချိန်တော့ဒီလိုပဲကွာရှင်းကြသိပါလားဒီဘက်ကလိမ္မာဒီဘက်ကလူမိုက်လူလိမ္မာမှာလည်းဝိဇ္ဇာသင်္ခါရကြောင့်မသိသစ္စာလေးပါးမသိဘူးကြောင့်သစ္စာလေးပါးမသိတဲ့ဝိဇ္ဇာကြောင့်ပြုကျင်တယ်လို့ပြုတဲ့ကုသိုလ်နဲ့တောင်းကျင်လို့တောင်းတဲ့တဏှာကြောင့်ခန္ဓာ၅ပါးဖြစ်တယ်ကွာလူလိမ္မာလည်းဒီတိုင်းလူမိုက်မှလည်းဒီလိုပဲကွာသစ္စာလေးပါးမသိဘူးပြုကျင်လို့ပြုတဲ့ကုသိုလ်ကြောင့်တောင်းကျင်လို့တောင်းတဲ့အကုသိုလ်ကြောင့်ခန္ဓာ၅ပါးရတာပဲကွာလာဘုံကအတူတူပဲကွာအဲ့တော့လူမိုက်နဲ့လူလိမ္မာမင်းတို့ဘာများထူးလို့ရန်နေမေးလိုက်တဲ့အခါကျတော့ရှင်ဘုရားဒီအမေမျိုးကတ္တဗဘုရားလက်ထက်ကလေးကဒီပရိစ္ဆေသမုပ္ပါတရားတော်ကြီးကွယ်သွားပြီပြိဋိဘံဆံတော့ကွယ်သွားပြီဒီနောက်ဒီလူတယောက်မှာလူမိုက်နဲ့လူလိမ္မာဒီလိုလာပြီးဒီလိုထူးတယ်ဆိုတော့ဘောမပြောဘူးပါဘူးအဲ့ဒါတပည့်တော်များသာသနာကွယ်ပေးဘူးသာသနာနောက်ထပ်တွေ့ရတော့ခုမှလည်းလက်စဖြစ်ပြီးလူမိုက်နဲ့လူလိမ္မာထူးပုံကိုရှင်ဘုရားကမေးတော့ကွဲလာတယ်လေကြာအဆက်ကလည်းပြတ်ရှင်ဘုရားပဲဟောမှာရှင်ဘုရားပဲပြောမှာပြီးတော့များတော့သိရမယ်ပုဂ္ဂိုလ်ဖြစ်ပါတယ်ဒါကြောင့်ရှင်ဘုရားပဲအမိန့်ရှိတာဘုရားပဲလွှဲချရုပ်ပေါ်လွှဲချဘုရားပဲလွှဲချဘုရားပဲလွှဲချခင်ဗျားတို့လည်းအခုမေးလို့ရှိရင်ဒီတဲ့မနဲ့ဘာဖြစ်လို့กว่าဒီမှာလည်းဝိဒ္ဓပိစ္ဆသင်္ခါရကြောင့်ခန္ဓာ၅ပါးရတာပဲဝိညာဏဥဒ္ဒလနာဖတ်တဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးရတာပဲလူမိုက်နဲ့ဝိဇ္ဇာကြောင့်သင်္ခါရအဝိဇ္ဇာမသိမှုဝိဇ္ဇာကြောင့်ရှင်းကျင်လို့ပြုတဲ့သင်္ခါရတွေကြောင့်ခန္ဓာ၅ပါးကသူရနေကြဘူးပေါ့ဘောပါဒီဆင်းမှာခင်ဗျားတို့ကလည်းခန္ဓာ၅ပါးနဲ့နေကြတာခုတန်ဃာတွေကခန္ဓာ၅ပါးနဲ့ရဘုံတူပဲကွာဘာထူးကြုံကွာဒီမဲ့လက်ခန္ဓာ၅ပါးလူတွေမလက်ခန္ဓာ၅ပါးဘယ်လိုက6ပါးဖြစ်သေးတယ်မဖြစ်ပါဘူးဖြစ်ဘူးဆိုတော့သိကြပါတယ်နော်အဲ့တော့ကွာတဲ့ငါရှင်းပြောပါမယ်လူလိမ္မာကတော့နောက်ခန္ဓာမရ
နောက်ခန္ဓာဇာတိစရာမရဏမရဘူးရှင်းနော်မှန်ပါဗျာရှင်းဒါလူလိမ္မာအတွက်ကဇာတိစရာမရဏဆိုတာဒါကပိဿပံခန္ဓာဒါကနာခန္ဓာလူလိမ္မာကတော့ကွာတဲ့အနာဂတ်ခန္ဓာမရဘူးလူမိုက်ကတော့ကွာတဲ့အနာဂတ်ခန္ဓာရမယ်ဒါဖြင့်လူမိုက်ကဒီခန္ဓာရလူလိမ္မာကဒီသုံးခုမရဘူးဇာတိစရာမရဏမရရှင်းနော်လူလိမ္မာကတော့နောက်ခန္ဓာရပါမရဘူးလူလိမ္မာမရဘူးလူမိုက်ကရပါဒါဖြင့်ခင်ဗျားတို့စဉ်းစားတာကြည့်ကြပြီလူမိုက်နဲ့လူလိမ္မာဘာထူးတယ်ဆိုတာနောက်ခန္ဓာရမှုမရမှုထူးခြားသဘောကျနောက်ခန္ဓာရမှုမရမှုထူးခြားကြောက်နိရဏဘဂတံဥပါဠိတော်မှာဘာလပဏိတသုတ်ဘုရားကဟောလိုက်လူမိုက်နဲ့လူလိမ္မာထူးခြားဖို့မင်းတို့ငါရှင်းပြမယ်ဒါဖြင့်နောက်ခန္ဓာရဖို့ထူတောင်းတဲ့ပုဂ္ဂိုလ်ဥစ္စာနဲ့ဥမာတဲ့ငါဒီကျန်လူကြီးလို့သုံးတဲ့ချက်ဟုတ်ပြီလားနောက်ခန္ဓာမရခြင်းတဲ့ပုဂ္ဂိုလ်လည်းသုံးတဲ့ချက်ချကြသူဘုရားကတော့သုံးတဲ့ချက်ချလိုက်နောက်ခန္ဓာမရခြင်းတဲ့ပုဂ္ဂိုလ်လူလေးမှာနောက်ခန္ဓာရတဲ့ပုဂ္ဂိုလ်လူမိုက်ပါရှင်းရှင်းအဲ့ဒါဘယ်ရရှိသွားမိုက်တာတော့တော်သူမဟုတ်ဘူးလားဆိုပါရရှိသွားပြီရှင်ပြလူချမ်းသာနဲ့ချမ်းသာဒီမှာချမ်းသာပေးတော်မူပါဆိုတဲ့ဥစ္စာဖြစ်တယ်မိုက်ပါဒါဘုန်းကြီးဆိုတော့မဟုတ်ပါဘူးဘုရားကသူ့ချာချာပြောတာပါအဲ့ဒါဘုရားကသုံးပြချက်ချက်ခင်ဗျားအကြည့်ဆုံးပဲနော်ခင်ဗျားကနောက်ဘဝများရကြံသေးတဲ့သဘောနဲ့ဒါနသီလတွေလုတ်သေးသလားလို့မေးလို့ရှိရင်ခင်ဗျားဘယ်နဲ့သုံးပြချင်လဲပါအခုမလုတ်တော့ဘူးငါကတော့မိုက်ထားတယ်ရှင်းမှာပေါ့ရှိပါရဲ့မရှင်းတာပဲမဲ့လေအခုနောက်တော့မမိုက်နဲ့တော့ဟုတ်ဘူးလားမှန်ပါဘယ်ဟာရဲဆက်ဆက်ဟောမှန်ပါရဲဆက်ဆက်ဟောတာသဘောပါဖြင့်ဥမာလည်းဆုံးမဲ့ချတော့လူမင်းနဲ့လူလေးတော့လူမင်းများပါဆိုရိုင်းမဆိုရိုက်ခင်ဗျာဆိုရိုက်တယ်သတိဒုက္ခသစ္စာသရဝိဒုက္ခသစ္စာမရဏဝိဒုက္ခသစ္စာလူမင်းမရမှာလူလေးမမရဘူးပေါ်လာပါမင်းတို့လည်းနောက်ဘဝလှကြဝါကျင်တဲ့ဒီနဲ့တွေ့နေရင်တော့တော်လေးတော့မိုက်မှာပဲဟမ်တော်တော့မိုက်မှာပဲဆိုတော့နောက်ကဓမ္မတွေဘက်ကလည်းသေချာမှတ်ရတယ်ငါတို့မိုက်ချက်လမ်းရကောင်မတွေ့သေးကလပ်ပါဒီစုတည်ပြီးဘုရားပရိသေဒုက္ခသစ္စာကိုဘောဖတ်မှာဟုတ်တယ်ယခုဘဝစုတည်ပြီးတော့နောက်ဘဝစုတည်ပတ်မယ်နောက်ဘဝပရိသေတွေကိုဘောဖတ်မှာဟာဒီတုန်းဒီလိုပြရဒီမိုက်ရှင်းမလားကွာသံကြရရတယ်မှာကျွတ်ခြင်းပဲပြောကြပါစို့ဆိုလို့ရှိရင်ပုဂ္ဂိုလ်တွေအများဆုံးရှိလိမ့်မယ်ဆိုတော့ခင်ဗျားတို့ကသိတယ်ဟမ်ဘယ်နဲ့တော့မင်းများလိမ့်မယ်မင်းများဒီလိုလိုတာများမဟုတ်ဒါသိပြီးသောပုဂ္ဂိုလ်ကတော့သိပြီးသောပုဂ္ဂိုလ်မှာတော့ဘုရားဟောတာကဘုရားဟောတာကလည်းဒီလိုပဲတို့ကလည်းတဘောရနဲ့နိဗ္ဗာန်ရမှာမဟုတ်ဘူးဆိုပြီးခင်ဗျားတို့ကလှည့်တယ်မှာအဲ့ဒီလှည့်ချက်ကိုဘုရားလည်းပါထားမှာဒါငါနှစ်ခုပေါ်လက်တင်စမ်းစမ်းမှသူလာလိမ့်မယ်သူလာရင်ဘုရားသစ္စာမသိဒုက္ခသစ္စာမသိတဲ့တရားလာတာပဲခင်ဗျားတို့ကိုယ့်ရဲ့ဘုံမှာကိုကောင်းတဲ့အုံတဲ့ခါကျတော့လှည့်တာအခုမလဲသေးဘူးမလဲသေးဘူးအဲ့ဒီချိန်ကိုလည်းမခံရနဲ့နားတယ်လားဒီလိုက်ကြီးခင်ဗျထောင်ကြဆောင်ဆက်မှန်ပါပါရမီရည်ကြားရရောက်ပေါ်မှာစီးပွားရေးကြားရရောက်ပေါ်မှာဆိုလို့ရှိရင်
ဘဝသားရသမီးတွေကလည်းရည်ရပြည့်ကြဆိုတော့ရှင်ငါလည်းလက်ပြလိုက်ပြီနော် မှန်ပါ ဘယ်ထဲရောက်လက်ပြမယ်ရှင်နော် တော့လည်းရောက်တယ် ဟမ် ဒီလိုဝရောက်တယ် အဲ့ဒါခင်ဗျားတို့ကလည်းမိုက်လက်တာကမတတ်သေးကိလေသာကလည်းချော့ကောင်းတယ် မှန်ပါ သနာကချော့ကောင်းတယ်ခင်ဗျားတို့ပြောပြပြီးရောင်းလိုက်မယ်ဆိုရင်သုံးနိုင်ပါဒီလို သုံးနိုင်ပါ ဟမ် သုံး မဆုံးနိုင်ဘူးအဲဒီမဆုံးနိုင်တဲ့ဒုက္ခကြီးကိုခင်ဗျားတို့လှည့်တယ်ဥစ္စာလက်ကောင်းအပတ်ကောင်းချော့ကောင်းမော့ကောင်းကိလေသာပဲလို့မှတ် မှန်ပါ ဒီခင်ဗျားတို့ကောင်းပြီဆိုကြိုးတွေကိုအပြတ်မနဲ့ မှန်ပါ ရှင်းမလား မှန်ပါ ဘာပြောဘုရားပြောတာငါကြီးမလူပြောတာမယုံဘူး မှန်ပါ တိုက်ရမယ် မှန်ပါ တဏှာကတော့ပြောလိုက်မှာခင်ဗျားတို့မင်းသားနဲ့သမီးနဲ့ဟုတ်လား မှန်ပါ သဘောအရမ်းနဲ့မနေပြန်ရောက်မှာပေါ့လုံးလုံးကြည့်ရအောင်လည်းမလုပ်ဘူး မှန်ပါ ဟုတ်ဘူးလားရအောင်လည်းမလုပ်ဘူးသူကလည်းကစင်ကြီးဘာတွေနဲ့ခင်ဗျားတို့လူကြီးတွေတောင်းအောင်ကြောက်ကြအောင်လုပ်လို့ မှန်ပါ မလုပ်ဘူး လုပ်ပါ အခုကပြောထားတဲ့ခင်ဗျားတို့အိယာဘောရောက်လို့ခင်ဗျားတို့နယ်ရဲရောက်သွားလို့ရှေ့ပြစ်သက်လာလိမ့်မယ် မှန်ပါ ဘယ်လိုလာမယ်တဲ့နော် တဏှာတဏှာ တဏှာလာလိမ့်မယ်လာလို့ချင်းအာယုန်တွေပြ မှန်ပါ ပြ ကြောက် ပြပြီးကြတော့ခင်ဗျားတို့ကိုဆုံးမမော့မယ် မှန်ပါ ချောက်ကြဟုတ်ပလား မှန်ပါ အဲ့ဒါအတင်းကံရမှာဘုရားရဲ့သတိပေးထားတယ်မင်းပြောတဲ့တလုံးမပြုံဘူးကောင်းကြိုက်တာဒီဒီကလုံးနေတယ်ဘုရားကအခုသေးချာဟောပြီ မှန်ပါ ပေါ်ကြရလား ကြောက်ပါ ဒီကကြိုက်သွားမှ မှန်ပါ ဥလာကြီး မှန်ပါ အိမ်တို့ယာတို့ရောက်တဲ့အခါကျတော့ရှင်နတ်ပြည်ပကြီးကားတွေကြည့်ပြီးခင်ဗျားတို့ရောင်းလိုက်ဦးမှာဟုတ်ကလား မှန်ပါ ဘာကြည့်ပြီးရောင်းမှာလဲ ဒီကကြီးရောက်တာလေကြည့် ပကြီးကားတွေကြည့်ပကြီးသမားကိုခင်ဗျားတို့အကဲမခတ်တော့ မှန်ပါ မင်းနတ်ပြည်ရောက်ဘူးလို့မင်းနတ်ပုံစံရေးတာလားမင်းအမမှန်းစရေးတာလားသူ့ကိုလည်းခင်ဗျားတို့မစစ်စီဘူး မှန်ပါ ကဲခုစစ်စီတော့ ဒီတော့ သူရောက်ဘူးလား မှန်ပါရောက်ပါ မရောက်ဘူးကလိုက်တာပါတယ် ရောက်တယ်လေ အဲ့ဒါခင်ဗျားတို့ကနတ်ပြည်ဆိုဒီလိုတဲ့ခင်ဗျားတို့ရမ်းပြီးရမ်းပြီးရုံလို့ဘုန်းနဲ့မှာကောက်ကျစ်တဲ့တရားကတဏှာရှိတယ် မှန်ပါ သူကယုံကြည်ရဲ့ဖြစ်ဘူးလားကြီးသဘောကျ ကြောက် ဝါငယ်တော့ကလိန်လာတော့မိုက်တုံးကရှိပြီဆိုတော့ကောင်းမှုဆိုပြီးမှတော့လိန်ခံနေပြီ မှန်ပါ ဒီလိုကိုသိရမယ်သိရပါမလားတရားချီဟောနေလို့အောင်းမဲ့မနေလို့ဘုရားကဒီမှန်းတဲ့လူမျိုးဘာထူးလို့မေးလို့ဘူး မှန်ပါ ပေါ်သေးဘူးလား မှန်ပါ ပေါ်ပြီတဲ့ဘုန်းကြီးတော်လည်းဟုတ်ပါတယ်ဘုရားဟောတော်မူလည်းဟုတ်ပါတယ်မင်းဆိုစားကဒီလိုမဟုတ်ဘူးအမှသူကဘုန်းကြီးတဲ့တရားဟောကောင်းတယ်မလာဘူးလား လာပါပါ အဲ့ဒါနောက်ကတကောင်ကလည်းရောင်ချဲချဲနဲ့ဒီလိုလုပ်နေကြတယ်ဒုက္ခကြောက်ကြတယ် မှန်ပါ တခါကြောက်ကြမတက်နိုင်တက်နိုင်မှာ မတက်နိုင်ပါ မတက်နိုင်ဘူးဆိုတော့သိကြပါလား ဘူးသိတယ်ပါ အဲ့တော့ဘုရားရဲ့ဘုန်းကြီးပြောတာကိုမှတ်ဘုရားဟောတာကိုမှတ်ပြီးကြလားခရုံးကျင်မဖြုတ်ဘူးမင်းပဲလို့ညာညာမယုံဘူး မှန်ပါ ရဲပါဟမ် ကျူးစားပါဗျာ ချွတ်တာဘုရားရဲ့ပြောနေတော့ဘုရားရဲ့ပြောနေလို့ရှိရင်သာကြသမီးကြကြရင်ရှုံးပြလိမ့်မယ် မှန်ပါ တော့ကြောက်တဲ့ကောင်းတယ်တရား ကောင်းပါ ခင်ဗျားတို့သတ္တန်တရားလုံးနှလုံးကျင်နိုင်တယ်လို့လက်ကောက်ကြည့်တဲ့အချိန်မှာပူဆွဲ မှန်ပါ ဘယ်လိုလဲ တဏှာပါ သူကခင်ဗျားတို့ကိုဆက်လက်ပြီးကြလားတဘွားနဲ့ရမှာမဟုတ်ဘူးဆိုတော့တရားသံနဲ့ထွက် မှန်ပါ မင်းတို့ကလည်းဘယ်လိုညာလို့ဆိုပြီးဒီကလာသူကနေပြီးဒီကလာခင်ဗျားတို့ကိုပရိယေရိမာယာရိနဲ့အကြောင်းတွေပြပြီးဒီကလာသောကပါရမီညာသူကသိတယ်ဟိုသောကပါရမီညာကခင်ဗျားတို့ပေါ်ထားပြီ မှန်ပါ
သစ္စာတရားနာရလို့သစ္စာမြင်ပြီးသဘောနဲ့ပြီးအဲ့ဒါတွေသူကဖုံးထားဖုံးထားပြီးကြလားဒီချမ်းသာစကားမြင်လားကွာမြင်လားကွာတာပြောတယ်ကိုလည်းမြင်ဘူးပကြီးလန်းဆုံးဖြစ်ထုတ်ဘူးလားဘာလန်းဆုံးပကြီးလန်းဆုံးတဲ့ခင်ဗျားကပကြီးတဲ့ဆိုးတယ်လို့ပေါ့ထုတ်ဘူးလားပကြီးလန်းဆုံးပကြီးတဲ့ဆိုးတယ်လို့ပကြီးကတွေးနေတယ်အစင်ချက်ရေးလာဟုတ်ပါလားဘုရားမြတ်မှုတော်ငယ်တဲ့အဲ့ဒီပကြီးသွားတောင်းအောင်သွားမေးကြည့်ဟုတ်ပြီမြင်ရတယ်အဲ့ဒီပကြီးကိုသွားကြိုက်နေမယ်ဆိုလို့ရှိရင်ခင်ဗျားတို့ဒီဘုရားဟောလမ်းဆုံးတယ်ပကြီးလမ်းဆုံးနေတယ်အတော့ကိုအားတယ်ဒီလိုလို့ဆိုရိုက်မဆိုရိုက်ပါဓမ္မကြတော့ဟုတ်ကြည်ရင်လည်းရေးလို့ဟုတ်ပါလားနဲ့ကြတော့မကိစ္စတော်ရနဲ့ခြုံနေတတ်တယ်နဲ့ရေးလို့အဲ့ဒါဥမာကြီးတို့ကလူလာကြီးတို့ကဟောနတ်ပြည်တဲချမ်းသာတယ်ချမ်းသာတာကလည်းခန္ဓာရှိတဲ့ပြည်ကပဲပြည်ချမ်းသာတယ်မျိုးခန္ဓာရှိရင်ဘယ်နေရာချမ်းသာဘောဗလားအဲ့ဒါကမှတော့မရောနဲ့ဆိုတာကိုတော်သိရတယ်မသိရဘူးသိရမယ်တဲ့ငုရတဲ့စကားချောကောင်းတော့ကောင်းလို့ဘုရားပြောထားပြီးကောင်းจิตတဲ့အထက်မှာပထမတာမျက်လုံးပိတ်ညာတာလိမ့်မယ်မျက်လုံးပိတ်တာကဝိဇ္ဇာညာတာကသနာမျက်လုံးပိတ်တာကညာတာအဲ့ဒီလက်တွန်းကိုခင်ဗျားတို့ကလည်းလွတ်ခင်းအောင်မလုပ်ဘူးဆိုရဆိုရမ်းပေါ့သူကအားလားဟုတ်ဟမ်ဆိုရမ်းပေါ့သူကအားငါကလက်တွေ့မှယုံမယ်กว่าလို့ဒီနေရာကျတော့မရဘူးဟုတ်ဘူးလားတကယ်ဓာတ်ပုံလားဆုံးသေးတဲ့ဒီမှာအဲ့ဒီကောင်သွားမေးကြည့်တော့ဘယ်နဲ့ဆိုရုံးပါသူတို့သိမသိမှကျတော့ရမ်းကြိုက်ပြကြီးလားဒီလေးပဲမရောက်ဘူးလားရောက်ပါမသိတာရမ်းကြိုက်ပြကြီးဆိုတော့ခင်ဗျားတို့မသိတယ်လေရမ်းကြိုက်ပြီလို့သာဆိုမဆိုဘူးလားဆိုပါအဲ့ဒါသူပိတ်ပင်ထားတာနော်တော့ကြရောင်ချာချာလုံးနေတယ်သစ္စာနဲ့ကြိုင်တာဒါပါသစ္စာဒုက္ခသစ္စာဒီမှာဒုက္ခသစ္စာရလူလိမ္မာမဒီဒုက္ခကျွတ်ဘူးလားကျွတ်ပါဒါနတ်ပဲဆိုပါဦးမြမပဲဆိုပါဦးမကျွတ်ဘူးလားကျွတ်ပါကဲဒုက္ခကျွတ်တာနဲ့ဒုက္ခရတာခင်ဗျားတို့ပဲသစ္စာသိပြီးသားလူလို့ဝိပံပေးလိုက်ပါတယ်တဲ့ရောင်ကြံမျက်ရှိသေးတယ်ရှိပါဘူးတော့အတော်လေးကိုဘယ်ချက်ကိုတဲ့အခါကျတော့ခင်ဗျားတို့ကရှေးဖျက်ရှိကိုကြီးနဲ့ဟုတ်လားနိဗ္ဗာန်မမြတ်ကြံမြတ်သွားပြီးတဏှာကထည့်ခိုင်းလို့သွားပြီးမထည့်လိုက်ပါနဲ့မထည့်လိုက်ပါနဲ့ထည့်လိုက်လို့ရှင်ဖျက်ရှိကိုတဲ့သူဝင်ကောက်ရင်းမြစ်ဘယ်တဲ့သူဝင်ကောက်ဖျက်ရှိကိုတဲ့ဝင်ကောက်တာကိုသူဆိုတဲ့ကရမတွေကသိကုန်မသိဘူးဖျက်ရှိကိုကတဏှာဝင်နေပါဘောအဝိဇ္ဇာဝင်နေပါဘောလားတော့သိရဲ့ရပါပြီးခဲ့ဘူးပြီးခဲ့ပါပန်းနေရစားတော့ပန်းမထားကြဘူးလားပြည့်ဟုတ်ဘူးလားဟုတ်ပါဆွမ်းလေးကဝါတော့ငါဝအောင်လုပ်နိုင်တော့ချမ်းသာအောင်ဘာလို့မသိကျင်လို့ဆောက်အောင်လုပ်နိုင်တော့ကိုကြက်သေးတယ်ဝါမှာဖြစ်ဝါထဲကြီးမှာဝါထဲကြီးအထဲကြီးလမ်းကျင်နေတာပဲလက်အထဲကြီးလမ်းကျင်နေတယ်နေပါဝတ်သားတို့လို့ဆံကျင်နေတာပုံစံရှိရတာနဲ့ဟမ်ပုံစံရှိရတာခင်ဗျားတို့ရောင်ချာချာလုပ်ချင်လို့ဘောပါလားဒါတရားပြောနေတယ်မှတ်ပါခင်ဗျားတို့လူကြီးတွေလက်တော့မှဆိုလို့လက်ပဲဘူးလားဟုတ်မင်းကမလက်နေတော့ငါနေရကကြီးလာတာကျောင်းမောကောင်းနေတယ်ပြီးဝဲနေတယ်
ဒီလိုလေးမျိုးပြန်ပြောကြပါဦး မှန်ပါဗျာ ပြန်ပြောကြပါဦး မှန်ပါ ငုံညီခံဟမ်ငုံခံတယ်လို့များ မှန်ပါ များဘူးလား ညာပါဗျာ ဒီသားနဲ့ဒီသမီးနဲ့ဆိုပြီးသူကနေပြီးတော့သူကနေထက်ဒီသားနဲ့ဒီသမီးနဲ့ဒီမီးနဲ့ဒီမြက်နဲ့နိဗ္ဗာန်ဝင်တော့ဘူးမဝင်ရင်ဘူးဝင်ရင်ဘဝတွေနေလား မှန်ပါဗျာ မလာဘူးလေ နာပါဗျာ တယောက်ကဝီရှိမှာဗျ မှန်ပါဗျာ တယောက်ကလူပြည် မှန်ပါ တယောက်ကကဘာ40မြန်မာပြည်ရောက်နေဘယ်တော့ဆိုမှာ မှန်ပါဗျာ သုံးတယ်မြင်တယ်အဲ့ဒါကမရပါလို့ဆိုတာလည်းပဲနေ မှန်ပါဗျာ အကျိုးပဲမဟုတ်အဲ့ဒါကမှလုံးဝမဆောင်နဲ့လောကကြောင့်ဘုညသိကြောင့် မှန်ပါဗျာ ရှင်းမလား ရှင်းပါဗျာ ကဲဒါဖြင့်ခင်ဗျားတို့မိုင်းတဲ့လေးမှာဘာထူးတုံးပြန်မေးလိုက်တော့ရန်နေရမဖြေတယ်ဟောထူးတာကဒီမိုက်ကနောက်ခံတာရ မှန်ပါဗျာ လူလေးမှာက နောက်ပါဗျာ နောက်ခံတာမရဘူးဆိုတော့ခန္ဓာရတယ်မိုက်လို့ထူထားပေါ့ခင်ဗျားတို့ကဘာတနာချော့ကြမော့ကြမရှိဘူးတနာချော့လို့မော့ကြလို့သေးလား မလို့ပါဗျာ ပေါ်လားဒီရင်းကြမှာတော့ဗျာဟုတ်လားလိမ္မာနဲ့များလာပြီဇာကောင်းလွှမ်းညှို့မှမတွေ့လို့လိမ်ခဲ့တာလေဟုတ်ဘူးလား မှန်ပါ ဒီခါမှလိမ်နေဦးမယ်ဆိုလို့ရှိရင်တော့ပြင်းမယ်လို့ရှိပါဦး ရှိပါဘူး မရှိဘူးသဘောပါကြဗလားခုနောက်ကဓမ္မတွေကသဘောပါရဲ့အဲ့သေချာမှတ်တဲ့ခင်ဗျားတို့ဓမ္မတွေပန်းလဲပန်းလို့လာကြတယ်သူကတော့ရှုပ်တယ်တော့ရှုပ်တယ်ပေါ်ပြီနော်ကောင်းပြီဒါပြင်ဘုရားသခင်ကိုမေရီခေါ်တယ်ပြောရန်ကောက်တို့ဗျာတဲ့လူမင်းတဲ့လူတွေမှာခန္ဓာရတဲ့ပုဂ္ဂိုလ်လူမိုက်ခန္ဓာမရတဲ့ပုဂ္ဂိုလ်လူတွေမှာဒီဘက်တန်းကလူတွေမှာခန္ဓာပေါ့ပါသေးလား သာပါဗျာ ဒီဘက်တန်းကတော့ ဒီမိုက်က ဒီမိုက်ကပါကောင်းပြီခန္ဓာရရင်မိုက်ပြီလား မှန်ပါဗျာ နောက်ခန္ဓာရတယ်လို့က မိုက်ပါ မိုက်လို့ရတာဒီစလုံးမှတ်ထားလိုက်ရင်ရှင်းတယ် မှန်ပါဗျာ ရှင်းတယ် ရှင်းပါ နောက်ခန္ဓာရရင် ဒီမိုက်ဒီမိုက် မိုက်တယ်ဝုခန္ဓာရတယ်ကမိုက်လို့ရထားတယ်ရှင်း မှန်ပါခန္ဓာ နောက်ခန္ဓာသမိုက်ဦးမယ်ဆိုတော့ မှန်ပါ ဘုရားပြစ်တယ်နာသေးဟမ်ဘုရားပြစ်တယ်နာသေးတယ်ဆိုပေါ်လား အဲ့ဒါခင်ဗျားတို့ခုသေချာပြောနေတဲ့ရောင်ချာချာတော့မလုပ်နဲ့ရောင်ချာချာတော့မလုပ်နဲ့ရောင်ချာချာလုံးမှမြင်လို့ပြောတယ် မှန်ပါဗျာ နော်ရောင်ချာချာကမျိုးတွေရောတယ်မှာတစ်ခေကြီးတို့ကြီးတွေကရှိကြသေးတယ်သူတို့တက်တန်ကောက်သူတို့မဖြစ်ချင်သေးတယ်ဆိုလို့ရှိရင်ဒုတိယဘောဖြစ်ချင်တယ်ပြောတယ် မှန်ပါဗျာ ဟုတ်ပြီ မှန်ပါ ဘာဖြစ်ချင် သူရပါဘူး အဲ့ဒါခင်ဗျားတို့ဖြစ်ချင်မိုက်ပြီ မှန်ပါနိုင်ပါ ဖြစ်ချင် မိုက်ရပါ မိုက်ပြီရှင်းမလား မှန်ပါ ဖြစ်ချင်ဘယ်နဲ့ဆိုရင် မိုက်ပါ ဘုရားကဟောရှင်တယ်အကျင့်ပုဂ္ဂိုလ်ဒီဖြစ်ခြင်းကိုလို့ရှိသူပုဂ္ဂိုလ်ဒုက္ခလို့ရှိတာပဲ မှန်ပါ ။ဒါရင်ပေါ်လိမ့်မယ် မှန်ပါ ။အကျင့်ပုဂ္ဂိုလ်ဖြစ်ခြင်းလို့ရှိ ဒုက္ခဒုက္ခဒုက္ခ ဒုက္ခလို့ရှိတာ။ရှင်း ရှင်းပါ ဖြစ်ခြင်းလို့ရှိ ဒုက္ခလို့ပြော ဆိုတော့ဩဒါကလည်းအမှန်မှတ်ထိုက်တယ်ဘုရားတရားပါလားဆိုတော့ဘုံဘုံပေါ်လာ မှန်ပါ ပေါ်လာပြီ ဟုတ်ပါပါ ပေါ်တယ်တဲ့အဲဒါဖြစ်ခြင်းဘာမှအလိုမရှိဘူး မှန်ပါ သဘောကျလား ကြာကြာပါ ဘာလို့မရှိရ ရှင်းလို့ရှင်းလို့ ဖြစ်ခြင်းလို့ရှိရင်ဘာလို့ရှိတယ် ဒုက္ခပါလို့ ဒုက္ခလို့ရှိတာတော့ဒီသံလေးတစ်လုံးမှမသေးဘူး မှန်ပါ ဒီသံတစ်လုံးကဘုရားတစ်ခါပုံမှာတစ်ခါဟော မှန်ပါ ရင်ပုဂ္ဂိုလ်ဖြစ်ခြင်းလို့ရှိဒုက္ခကိုဒုက္ခလို့ရှိတာပဲဟောဗလား ပေါ်ပါ ရသမောင် ရှင်းလို့ရှင်းလို့ဒုက္ခလို့ ရှင်းမလား ရှင်းပါ ဒါရ မှန်ပါဗျာ ဇာတိပိဒုက္ခသစ္စာ မှန်ပါ သရာပိ ဒုက္ခသစ္စာ မရဏံပိ ဒုက္ခသစ္စာ ဒါကဘယ်လိုဟောတာလဲ ဆရာပါ သူ့ရဲ့မြင်တဲ့လူမရှိသေးဘူး ရှိပါဘူး မရှိဘူးဒါဖြစ်ခြင်းလို့ရှိတဲ့ပုဂ္ဂိုလ်ဒီဒုက္ခသစ္စာရ မှန်ပါ သဘောပါ မှန်ပါ ဖြစ်ခြင်းလို့ရှိတဲ့ပုဂ္ဂိုလ် ဒုက္ခသစ္စာရ ဒုက္ခသစ္စာရ
ဆိုတော့တော်တော်ညံကောင်းပြီတော်တော်ခလောင်းကြိုက်မဖြစ်ဘဲနဲ့ကဲအမှန်တွေ့ဖြစ်ချင်းကြောက်မှာပဲဆိုတော့ခုကတည်းကအတင်ဆံမှာမှန်ပါနော်မှန်ပါအဲတော့ပဝန်းကျင်ကလှည့်လိုက်လို့ရှိရင်လဲပေါ့မှန်ပါလဲမယ်ကိုယ်တိုင်းဒီတရားဒီအခုပြောတဲ့လူမနဲ့လူမထူးတဲ့တရားမနာရခင်မနကတန်ရုပ်ပါဠိတော်ခန္ဓာဘကရှင်းချမ်းလို့ရှိရင်ဒုက္ခလို့ရှိတာပဲဆိုတဲ့စကားများမကြားရခင်လုံးလားဟုတ်ရှင်းခိုင်းတာဖြင့်ကျင့်နံပါတ်ကလာဘုံတူတူပဲဆိုတဲ့ချက်မှာသွားဘုံမတူဘူးဆိုတဲ့ချက်မှာမှန်ပါဗျာနော်မှန်ပါလာဘုံတူပါလားဘာမှမတူဘူးမတူဘူးသွားဘုံတူလူမနဲ့လေမှာရှင်းပြီရှင်းပါကောင်းပြီနော်မတူတာတော့ရှိပါဘူးဗျာရန်တွေကမတူအောင်လုပ်နည်းလေးမရှိမှန်ပါတတိယမတူအောင်လုပ်နည်းလေးမရှိစမ်းပါရန်နာရဲဆိုတော့ပွိုင်းမမှတ်ရမှာမှန်ပါခင်ဗျားကြောက်ကြောက်ဒီမလို့ရောတာရဲရှိတဲ့လုံးမနေတော့သုံးလုံးနဲ့ပေါ်မှာဒီနေ့မှန်ပါသုံးလုံးနဲ့ပြောပါလာဘုံမှာတစ်ချက်တူသွားဘုံမှာတစ်ချက်ပဲတူဘောကြကြောက်ကောင်းပြီမတူဘုံပဲလို့ကြောက်တော့ဆိုရဲတတိယချက်လို့မှန်ပါမတူဘုံကတော့ကွာတဲ့လူလေးမှာကွာတယ်သူဒီမက္ကဓမ္မစရိယာကျင့်ဆိုမက္က၅ပါးနဲ့ခန္ဓာကျူးတာမှန်ပါဗျာသူကမက္က၅ပါးနဲ့ရထားတဲ့ခန္ဓာမကျူးတာဘူးကွာမှန်ပါအဲဆူချတယ်ဆူချဘယ်နှချက်ရှိသွားသုံးချက်ရှိဒီသုံးချက်ကလေးများတော့အိမ်ကြမဲ့မနေနဲ့များများဟောလို့တရားကြီးများလိုက်တာလို့မေးရင်တော့ခွန်ကြီးကဟောငါကများများဟောမိတကူအခုကတည်းလာဘုံမှာတူတယ်သွားဘုံမှာမတူပါဘူးကျင့်ဘုံမှာမတူပါဘူးသူကမက္ကဗြဟ္မစရိယာကျင့်တယ်မှန်ပါမက္ကဗြဟ္မစရိယာမက္က၅ပါးလို့လုပ်မှန်ပါရှင်းမလားရှင်းပါဘာလို့လုပ်မြတ်စွာဘုရားမက္ကဗြဟ္မစရိယာကျင့်မက္ကဗြဟ္မစရိယာကျင့်ဆိုတာမက္က၅ပါးနဲ့ဥပဒနာမဲ့နဲ့ခွန်းကရတဲ့ခန္ဓာကျိုးတာမှန်ပါသူကတော့မိစ္ဆာမဲ့နဲ့မိစ္ဆာမဲ့က၅ပါးနဲ့ခန္ဓာကိုသာရတယ်မှန်ပါဒါကြောင့်သူကခန္ဓာရမှန်ပါသူကမိစ္ဆာမဲ့က၅ပါးသူကသမာမဲ့ကမှန်ပါ၅ပါးပေါ်လားမှန်ပါမိစ္ဆာမဲ့က၅ပါးနဲ့ခန္ဓာကြီးကိုကျွေးလိုက်မွေးလိုက်သုတ်တယ်လိုက်ခန္ဓာကြီးပွားရေးကျိုးစားနေတဲ့ပုဂ္ဂိုလ်ကဒါရမယ်ရပါဟုတ်လားဟုတ်ပါသမာမဲ့က၅ပါးနဲ့ရထားတဲ့ခန္ဓာကိုဥပဒနာလုပ်တဲ့ပုဂ္ဂိုလ်ဒါမရမရဘူးဒါတွေကြတော့ဘုရားကဟာပါရမီတွေဘာတွေဟောနေတော့မှန်ပါဟောနေတော့ဘာလို့ဒီလိုလုံးနေဘူးကျက်မှုမကျက်မှုမှာမူတယ်လေမှန်ပါရှင်းမလားရှင်းပါဒါပရမာရိဘာလေးခင်ဗျားတို့ကခင်ဗျားတို့ရွေးနေတယ်ကိုပြင်းရတယ်ပြင်းတာနေတယ်ရောနေတယ်မှန်ပါရှင်းပြီလားဒါတွေဘုန်းကြီးတို့နားလည်ပြီးသားတွေဘုရားကဒါမက္ခပရမစီရဲ့ကျင့်တဲ့ပုဂ္ဂိုလ်နဲ့မကျင့်တဲ့ပုဂ္ဂိုလ်ထူးတယ်လို့သူဟောထားတဲ့အသေးချာနေမှန်ပါကျင့်တဲ့ပုဂ္ဂိုလ်မှာခန္ဓာ၅ပါးမရဘူးမှန်ပါမက္ခပရမစီရဲ့ကျင့်လို့ကျင့်တဲ့ပုဂ္ဂိုလ်ခန္ဓာ၅ပါးမရဘူးမှန်ပါရှင်းမကျင့်တဲ့ပုဂ္ဂိုလ်မှာရပါရပေါ်ပါဟုတ်အဲ့ဘယ်နှချက်ဟောတော့သုံးချက်ပါနိုင်ဝရှိတော်ပြီနိုင်ဝရှိတော်ပြီဘယ်နှချက်ဟောတော့သုံးချက်ပါလာဘုံမှာတူတယ်ချက်ပါလိုက်ဝါဘုံမှာထူလို့ထူပါတစ်ချက်ဟောလိုက်ဟုတ်လားပိဿုပံမှာမဂ္ဂဗြဟ္မစရိယကျင့်ဘူးနဲ့မကျင့်ဘူးထူချထူပါပေါ်ပါလားပေါ်ပါပါခဲတာဖြင့်ကျင့်ပြီးပြောရမှာရှိပါပါလူကမိဘရေးရတယ်နေတဲ့ပုဂ္ဂိုလ်မှန်ပါ
ဒါကထူးခြားပြီးအလုပ်လုပ်တယ် မှန်ပါပါ ပေါ်ပါလား ပေါ်ပါဘူး မိဘရေးရတယ်နေတဲ့ပုဂ္ဂိုလ်ကဒီခန္ဓာပြန်ရ ရပါတယ် သဘောကျ ရပါတယ် မိဘရေးရဆိုတာကတရားမဟုတ်ပါဘူးကျောင်းလေးဝယ်လိုက်စားလိုက်တောက်လိုက်ပူရလေးထူလိုက်တန်းလိုက်နောက်ပေါ်ပုံစံရေး မှန်ပါပါ ဒီလိုနေတဲ့ပုဂ္ဂိုလ် မှန်ပါ မျိုးအသက်ရှင်ကြလို့သီလဆောက်တည်တဲ့ပုဂ္ဂိုလ်မျိုး ပါ ဟုတ်ကလား မှန်ပါ ဝါကုံစားရေးကျိုးစားတဲ့ပုဂ္ဂိုလ်မိဘရေးရဟုတ် မှန်ပါ ဝါကုံစားရေးကို သူစားတဲ့ဘုရားကိုရ ဘဝပြည့်ရေးကိုကျိုးစားတဲ့ပုဂ္ဂိုလ်မှာတဲ့သာသနာ့ဝင်ကဖြစ်တယ် မှန်ပါ ရှင်းမလား ရှင်းပါ ဘဝပြည့်ရေးကျိုးစားတဲ့ပုဂ္ဂိုလ် သာသာသာ သာသနာ့ဝင်ကဖြစ်တယ်အဲဒါပြင်ရပဲနေတော့မလားအတွင်းသားဖြစ်အောင်ပဲကျိုးစားရမလားဆိုတာခင်ဗျားတို့ပဲသုံးသေးတယ်ချတာပေါ့ ဟောတာပါ ဘယ်နဲ့သမီး သူစားတဲ့သူစားအောင် ဟုတ်ပါမှာခရမ်းတယ်မဖြုတ်မှရမှာ မှန်ပါ ဟုတ်ဘူးလားခရမ်းတယ်ဖြုတ်လို့ရှိရင်တော့ ရပါဘူး ဒါကအခုပြောတာအမှန်အရေးကြီးတဲ့ချက် ကြီးပါဗျာ ခရမ်းတယ်မှုဖြုတ်လိုက်လို့ဘုန်းကြီးပြောတာကိုဘုရားဟောတာကိုဒါလည်းတစ်မျိုးပဲလို့ရှိရင်ဘာလို့ မှန်ပါဗျာ တခမ်းနဲ့ဖြုတ် တော့မှန်ပါဆက်ပါ ဒါလည်းတစ်မျိုးပဲဘုရားကတော့အကောင်းဆုံးဟောတာ မှန်ပါ ပိဋကညာရတနာမျက်လုံးပိတ်တာက ဝိဇ္ဇာညာရတာ ဒီနှကုမင်းခင်ဗျားတို့ဘယ်ခင်ဗျားတို့တော်များဆိုင်အောင်ကြည့်တယ် ဟုတ်ပါဗျာ သိရင်ပါကြည့်တယ် နာပါဗျာ မလဲအခုကိုတော်များဆိုင်တော့အမောမပြေသေးဘူးကွာ ဟုတ်ပါဗျာ နောက်တော့မင်းတော်များဆိုင်အောင်လုံးမလားဆိုတဲ့ဥစ္စာသူအတင်းမေးမှကြိုက်မှာ မှန်ပါ မမေးရင် လိုက်ပါ ဒါစစ်တယ် မှန်ပါဗျာ ကိလေသာရစစ်တယ်နားလည်းပါစစ်တယ်ကိလေသာရံစစ်တယ်ကိလေသာရံအောင်ဝဲရင်မနေပါဘူး မှန်ပါ ကိလေသာရံအောင်ဝဲမြင် မရဘူး မရနိုင်ဘူးဆိုတာတစ်စိတ်ချမှာကိလေသာရံသူဥစ္စေလက်အောင်မှနေတဲ့လူအကောင်းပဲမှဖြစ်မှာ ဖြစ်ပါဘူး ဖြစ်ပါ ဖြစ်ပါဘူး မနေ့ကလည်းဆင်တော့ဆင်မှာပေါ့ဒကာကြီးတွေကလည်းဆင်နေဆင်မှာပေါ့နတ်ပြည်မှာပြည်ကိလေသာ မှန်ပါဗျာ နတ်ပြည်မှာပြည်ဘယ်လိုနဲ့ သိလာတယ် မယုံအများနဲ့စဉ်းစားကြည့်အာသောတရားမေးကြည့်မင်းပဲကြောင်းမင်းလိုက်နေလို့မေးကြည့် မှန်ပါဗျာ ကျုပ်တတ်တိမခေပါဘူးလို့ပြောလိုက်မယ် မှန်ပါဗျာ မဲရှိကြောင်ကျုပ်လိုက်နေတယ် မှန်ပါ နေရတတ် မှန်ပါ ဘုံမခင်များတော့မဲရခြင်း30ခုကျုပ်ဟာကြီးပဲ မှန်ပါမှန်ပါ ဘယ်လောက်သဘောပါ ပါ အဲ့ဒီစကားနားထောင်လို့ခြင်း30ခုများမှာခင်များတို့ဘယ်သွားရုံသွားပြီးခင်များတို့တစ်တုံးဖြစ်ခြင်းလို့မေးလိုက် မှန်ပါဘယ်တော့သွား ဘယ်သွားရုံသွားတစ်တုံးဖြစ်ရင်တော့အဖြတ်ခံရမှာ မှန်ပါမှန် ရမရဏတွေနဲ့တွေ့မှာလို့ ပါ တွေ့ပါ ပြပါ ဘယ်သွားရုံကြိုက် ဘယ်တော့မှမသိဘူး သုံးတယ်ဘုံကြီးတွေကသွားရမည်လေဇေယမရဏကဖြတ်စစ်ဟုတ်ဘူး မှန်ပါ အဲ့တော့ဖြတ်စစ်တယ်ခင်ဗျားတို့ခန္ဓာကိုယ်တည်တုံးတယ် မှန်ပါ ခန္ဓာကိုယ်တည်တုံးကဇေယကဆွဲတယ်မရဏကဖြတ် မှန်ပါ ဇေယဝဉ္ဇချက်ကဆွဲတယ်မရဏဆိုတော့ရဲ့ဖြတ်ကြိုက်တာပဲ မှန်ပါ ဘယ်ရုံမှာခင်ဗျာဘာသာမှမခံနိုင်ဘူး မှန်ပါမှန်ပါ ကျန်တော့မှာပါတယ်မရဘူး မှန်ပါ ဝါမှာပဲ ဘာမှမ အဲ့ဒါခင်ဗျားတို့30ရုံဘယ်လိုရုံမှာဖြစ်ခြင်းနဲ့ ဖြစ်ပါဘူး ဘယ်လိုရုံဘယ်မှာဘယ်တတုံးဖြစ်ရပါလိမ့်သွားမလို့နဲ့ မှန်ပါ ရှင်းပြီလားဒါပိတ်ခေါ်တာပဲ မှန်ပါ သဘောပါဘူးနော်ကောင်းပြီဒါဖြင့်ဓမ္မစရိယာလို့ဖြစ်ရင်တော့ဖြင့်ဒီသွားရုံနဲ့တော့သွားကြရှိတယ် ရှိပါတော့ ဘယ်သူကနှမ်းမလို့မယုံနဲ့ မှန်ပါ နော်သနာထုတ် မှန်ပါ ဒိဋ္ဌိက ညောင်းပါ ဒိဋ္ဌိရမြောက် တော့ မင်းပြုတ်ထားတဲ့နဲရတယ်မဆန်စားတော့ပါဘူး မှန်ပါ ဒိဋ္ဌိကလည်းမလုပ်ထားတယ်သနာကလည်းမလုပ်ချာတယ်ပုံမပုံတော့ မှန်ပါ သူကပြောတယ် ပြောပါ အဲ့ဒီကတော့ပေါ့ပါဦးမယ်သိုးပါ
ဘူးလားဒီလိုနည်းနဲ့ချက်ချက်ပြောမှသုံးမှလည်းမရှိလို့ရှင်ခင်ဗျားတို့သေချာရောက်ကြကြားပါလားကြားကြားခင်ဗျားတို့ကထူနဲ့တဏှာကအဝိဇ္ဇာကလည်းမျက်လုံးပိတ်တတ်တာနဲ့တဏှာကလည်းအလှည့်အောင်ဘူဆွဲနေတာနဲ့ခင်ဗျားတို့လည်းယုံကျင်ခြင်းနဲ့ဟမ်မပါသေးဘူးဗျာခင်ဗျားဟုတ်ပါဘူးမပါသေးမပါသေးမပါသေးတာကလည်းရှားမဟုတ်ဘူးဒီနေ့နုဘုံနာတွေကဒီလိုညံပေါ်မဟာရဇက်ကပုဂ္ဂိုလ်ကြီးဖြစ်ဒီဘက်အုပ်အုပ်နေတော့ပါကြပဲရှိသေးတယ်အဲ့ဒါလုံးဒါကိုဘုန်းကြီးကနေတိုင်းသိုးတန်နေရတာခင်ဗျာဒီဝိကြီးတွေတော့ခက်ပါသေးဒါလေးမှန်ပြတယ်နည်းနည်းလေးမျက်လုံးလေးကြည်လာဟုတ်ကလားနမကလေးလေးမွေးစားကိုစိတ်လည်းမသိညာလည်းမသိဟုတ်လားမေလည်းမသိဘူးခေလည်းမသိဘူးကလေးမွေးစားမျက်လုံးကြားခင်ဗျားတို့ပြားနေတာပန်းတယ်ပန်းတယ်ဘာလဲနဲ့လှတယ်လှရင်ကြိုက်မှာပဲဒါလေးရုပ်ဆိုးတယ်မကြိုက်ဘူးဒါပဲခင်ဗျားတို့သစ္စာနားမလဲဘူးသေချာသမုပ္ပါဒ်ခုလုံးလဲမလဲဘူးတဲ့အဲ့တော့ကလေးမွေးစားပေါ့ဖြစ်ရိပ်နေဘာမှနားမလဲရှင်းမလားအမလေးထူလိုက်တယ်ဒီမပြောပါနဲ့မဂ္ဂဗြဟ္မစရိယကျင့်မကျင့်လို့ရှိရင်ဒီခန္ဓာရမဂ္ဂဗြဟ္မစရိယကျင့်မရဘူးဒီခန္ဓာမရဒါဖြင့်သတ္တုချလိုက်ပါတယ်တဲ့မဂ္ဂဗြဟ္မစရိယကျင့်လူရင်းကျင့်ဟုတ်ပါဘူးမဂ္ဂဗြဟ္မစရိယကျင့်လူရင်းပဲမဂ္ဂဗြဟ္မစရိယကျင့်ကံွက်တာကလည်းဒိဋ္ဌိရလည်းကံွက်တဏှာကံွက်ငါကလည်းကံွက်ငါဥစ္စာကလည်းကံွက်ငါကဒိဋ္ဌိငါဥစ္စာတဏှာဒီနှစ်ခုကကံွက်မဂ္ဂဗြဟ္မစရိယကျင့်တာလည်းငါကျင့်နေပါလေတော့ကျတော့ငါကံဖြစ်နေငါကံွက်ဒီပစ္စည်းတွေကြားထဲမှာဒါတွေလူတန်းပြီးနိဗ္ဗာန်သွားဖို့မဖြစ်ဘူးလားတဏှာသက်တယ်ဟုတ်ပါဘူးကဲဘယ်လိုလဲဒါတွေလူတန်းသွားပြီးကနိဗ္ဗာန်မရောက်ဘူးလားဒီလိုသက်ပြီဟုတ်ပါဘူးသူကိလေသာဖြတ်ပါဆိုတော့မပါဘူးဟုတ်ပါဘူးဒါတွေလူတန်းပြီးနိဗ္ဗာန်သွားမဖြစ်ဘူးလားဘုရားလက်ထက်ကတည်းကဒီလိုဟာတွေအများကြီးပေါ့ဟုတ်ပါဘူးဘာနာပေါ်မှာမမောဆရာလို့ရှိရင်လူတော့ပါလူတော့ပြီးဇာနာတွေလည်းလောက်ပြီးကြလားဘာမှဆိုတော့ဘုရားကမနဲ့ကန့်ွယ်မှန်ပါမကန့်ွယ်ရကန့်ွယ်ရရှင်းမလားခင်ဗျားတို့အလုပ်ကလေးကလုံးမကြမြမစရိယလုပ်ခြင်းမကြံထုံးကြိုက်လဲနေရင်နဲ့ချက်နဲ့သူတံပိတ်ကဖြည်းဖြည်းယူပါမင်းတနာကဒီလိုဆက်လိုက်တာဒါရရလည်းကြည့်တော့မိရရတာနဲ့ဒီဘဝဒါပဲသမားရဲ့လို့ဥလိုက်ရဲ့လေရောင်ချာလုံးမနေအောင်ဒီကလောက်ပါမယ်နားတယ်ရှင်းပြီနော်ဒါမဂ္ဂဗြဟ္မစရိယကျင့်ကိုကျင့်ရသဘောပါကြပါကျင့်မဂ္ဂကခရီးဗြဟ္မစရိယမြတ်ခရီးကခရီးရဲ့မြတ်ဆုံးခရီးအပေသွားတဲ့ခရီးလမ်းနဲ့မိစ္ဆာမဂ္ဂရှိသေးတယ်နိုင်ရသူကြီးသွားတဲ့ခရီးလမ်းကရှိသေးတယ်ဗြဟ္မပြေသွားတဲ့ခရီးလမ်းကရှိသေးတယ်ခရီးတွေအများကြီးရှိရတယ်မဂ္ဂနာရှင်ကိုတက်ဖို့မက္ခမှာပဲအများဆုံးလားဟေးကျန်တဲ့ခရီးတွေလကခရီးတွေမှန်ပါဘောလားဘောပါလားဘာလို့မက္ခမှာကျမနေရနေရသေချာကျင့်မရနော်မကျင့်မရပါဘူးကဲနောက်ထပ်မှကျင့်နိုင်စိတ်နေ